မင်္ဂလာပါရှင်ခေတ်သစ် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထီလင်းမြို့မှရဲစခန်းမှာဖမ်းဆီးခံထားတဲ့နိုင်ငံရေးအကျဉ်းသား73ဦးထွက်ပြေးလွတ်မြောက်လာပြီးအချုပ်ခန်းဆောင်ရဲတွေကိုစစ်တပ်ကညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းထီလင်းမြို့မှရဲစခန်းမှာဖမ်းဆီးခံထားတဲ့နိုင်ငံရေးအကျဉ်းသား73ဦးထွက်ပြေးလွတ်မြောက်လာပြီးအချုပ်ခန်းဆောင်ရဲတွေကိုစစ်တပ်ကညှဉ်းပန်းနှိပ်စက်တပ်ဖြတ်မှုတွေလှုံ့ဆော်နေကြောင်း YRA ထီလင်းနဲ့ရောလင်းတန်းတို့မှတာဝန်ရှိသူတွေကပြောပါတယ်။ဇွန်လ19ရက်နေ့ညပိုင်းထီလင်းမြို့မှရဲစခန်းမှာဖမ်းဆီးချုပ်နှောင်ခံထားတဲ့နိုင်ငံရေးကျင်းသား73ဦးထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်းဒီလိုထွက်ပြေးလာစဉ်အသက်50ကျော်အရွယ်နိုင်ငံရေးကျင်းသူအပါအဝင်9ဦးမှာလန်ကီမှာမိုင်းနစ်မိကတအူးမှာကြာဆုံးခဲ့ပြီးကြံ4ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေကိုတွားပြီးကြိုတယ်ခေါ်လာပြီးတော့စိတ်ကူတာပေးထားတဲ့အခုတော့သူတို့တွားလို့တဲ့နေရာကိုပို့ဆောင်ပေးနေပါပြီ။မိုင်းထီတာကသူတို့အုပ်စုက9ယောက်အုပ်စု9ယောက်အုပ်စုမှာကျန်တဲ့4ဦးဒဏ်ရာရတယ်ဒါပေမဲ့တာမန်ပုံးပဲ့ဒဏ်ရာလောက်ပဲအမျိုးသမီးကတော့တဲတဲ့နင်းမိလို့ကြာဆုံးသွားရတာမိုင်းကဘယ်လိုမျိုးစားလဲမသိရဘူးမြို့ပြင်မှာထောင်ထားတဲ့မိုင်းမှာလို့ YRA ထီလင်းမှာတာဝန်ရှိသူတအုပ်ကပြောပါတယ်စစ်ကောင်စီလက်မှလွတ်မြောက်လာပြီးလန်ခီမှာမိုင်းနစ်မိပြီးကြာဆုံးခဲ့တဲ့နိုင်ငံရေးအကျဉ်းသူအမျိုးသမီးရဲ့ရှုံလောင်းကို YRA ထီလင်းတပ်ဖွဲ့ကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကကောက်ယူပြီးဇွန်လ18ရက်နေ့မှာကောင်းမွန်စွာတကြိုပေးခဲ့ကြောင်းအလားတူထိခိုက်ဒဏ်ရာရရှိတဲ့နိုင်ငံရေးအကျဉ်းသားများကိုလည်းလွတ်မြောက်နေမည်ရှိစေကတစ်ခုကိုပို့ဆောင်ကစိတ်ကူတာပေးနေကြောင်းသိရပါတယ်ထီလင်းမြို့မှာရဲစခန်းအတွင်းမှာထွက်ပြေးလွတ်မြောက်လာသူတွေကပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကိုထောက်ပို့လုပ်တယ်လို့ဆိုပြီးဖမ်းဆီးထားတာဖြစ်ပြီးအမှုစစ်ချင်းတရားစွဲဆိုခြင်းမရှိဘဲမတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါနိုင်ငံရေးကျင်းသားများထွက်ပြေးလွတ်မြောက်မှုနဲ့ပတ်သက်ပြီးအချုပ်ဆောင်ရဲတွေကိုစစ်တပ်ကဖမ်းဆီးနှိပ်စက်ရာရဲ2ဦးသေဆုံးသွားကြောင်းရောလင်းတန်းမှတာဝန်ရှိသူတအုပ်ကပြောပါတယ်။နိုင်ငံရေးကျင်းသားများထွက်ပြေးလွတ်မြောက်သွားပြီးတဲ့နောက်ထီလင်းမြို့မှာတက်နေမှုဒုတိယဗိုလ်မှူးကြီးထိန်လင်းကထီလင်းမြို့မှာရဲစခန်းကိုရောက်ရှိလာပြီးရဲတပ်ဖွဲ့ဝင်တွေကိုအားလုံးကိုခေါ်ယူဖမ်းဆီးရှိုင်းနဲ့စစ်ဆေးခဲ့ကြောင်းစစ်တပ်ရဲ့ရှိုင်းနှံမှုကြောင့်ရဲတပ်ချက်မြင့်အောင်နဲ့ရဲတပ်ချက်ကျော်စန်းထွေးတို့2ဦးသေဆုံးသွားကြောင်းဒါအပြင်ရဲတပ်သား3ဦးမှလည်းဆက်လက်အချုပ်ချကရှိုင်းနဲ့အစစ်ဆေးခံရကြောင်းသိရပါတယ်။ဆက်လက်ပြီးရေကြီးမျိုးနဲ့0စံကြီးရွာမှာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့ပြီးပြည်သူတချို့ထိခိုက်ဒေဆုံးက AA နဲ့ PDF များရဲ့ထိုးစစ်ကမတိုင်းချောင်းမြို့အပိုင်နေရာများထိရောက်ရှိလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ AR တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့0စံချင်းရွာကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက်အဆိုပါချင်းရွာများမှာပြည်သူတချို့ထိခိုက်ဒေဆုံးခဲ့ကြောင်းအဲ့ဒီကျွော်မှာဒေသခံပြည်သူတွေကပြောပါတယ်။ဇွန်လ22ရက်နေ့ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ကုတ်ကူကြီးချင်းရွာအုပ်စုဆက်ဆက်ယူချင်းရွာအနီးရှိ0စံချင်းရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကြောင်းလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်0စံချင်းရွာမှာပြည်သူ3ဦးသေဆုံးပြီးအခြားပြည်သူ3ဦးမှလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။လက်နက်ကြီးပစ်ခတ်လို့တန်ကတော့တပမျိုးသမီးတအုပ်နဲ့ကလေးငယ်တအုပ်သေဆုံးပါတယ်။0စံချင်းရွာရွာကန်တွေပါနောက်ထပ်လူ3ဦးနဲ့ထိခိုက်ဒဏ်ရာရရှိထားတဲ့ AA နဲ့ PDF တွေရောက်ရှိနေပြီဆိုပြီးစစ်တပ်ကလက်နက်ကြီးတွေတောက်လျှောက်ပစ်နေရလို့ဆိုပါတယ်။ဒါအပြင်ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့နယ်လေးမျက်နှာမြို့နယ်အတွင်းစစ်တပ်လေဒီတွေနဲ့ပြန်တန်းကင်းထောက်ခြင်းဒရုန်းများနဲ့ကင်းထောက်ခြင်းဝိုင်းတွဲလေယာဉ်များနဲ့ကင်းထောက်ခြင်းတွေကိုစစ်တပ်ကအမြင်မပြတ်လှုပ်ဆောင်လာကြောင်းဒေသခံပြည်သူတွေကဆိုပါတယ်။ AA နဲ့ PDF ပူးပေါင်းတပ်တွေကလည်းလေးမျက်နှာမြို့နယ်မှာတဆင်ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့တွင်ရှိကျေးရွာများအတွင်းကိုရောက်ရှိလာပြီးအဲ့ဒီဒေသများမှာလူငယ်များမှာလည်း AA နဲ့ PDF အတွင်းကိုဝင်ရောက်မှုတွေရှိကြောင်းသိရပါတယ်။ပသိမ်မုံရွာကားလန်အနောက်ဖက်ခြမ်းရွာတွေကလူငယ်တွေတော်တော်များများက PDF နဲ့ AA ဘက်ကိုပြေးကြတဲ့မြို့ပေါ်စစ်ရှောင်းရင်လည်းအမှုတန်းအဖြစ်ဖမ်းခံမှာဆိုလို့အဲ့ဒီဘက်ကိုပြေးကြတာအခုကငတိုင်းချောင်းမြို့အပိုင်ထဲမှာပဲပါတဲ့ရွာတွေလည်းစစ်ပြေးကုန်ကြပြီးဆက်ဆက်ယူကြီးရွာကကုတ်ကူကြီးကြီးရွာအုပ်စုထဲမှာပါတဲ့ရွာတွေမှာလည်းအကုန်စစ်ပြေးရှောင်နေကြပြီးAA နဲ့ PDF ထိုးစစ်ကတော့ရေကြီးဘက်ကိုပါတဖြည်းဖြည်းကပ်လာနေတယ်လို့ဒေသစစ်ရေးသတင်းအရင်းမြစ်တွေကရှင်းပြပါတယ်။ AR တိုင်းတွင် AA ရဲ့ထိုးစစ်ကတဖြည်းဖြည်းရှေ့ကိုတိုးလာနေတော့လဲစစ်ကောင်စီတပ်ကတော့မြို့ပေါ်ဒေသတွေကိုသာအဓိကအခြေပြုပြီးခန်းစစ်ပြင်ဆင်ကကျေးရွာများကိုစစ်ကြောင်းထိုးမှုအရှိန်လျှော့လာကြောင်းဒေသစစ်ရေးသတင်းအရင်းမြစ်တွေရဲ့အဆိုအရသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။အပြစ်ခတ်ရစရေးမအောင်မြင်လို့အန်နဝါဝန်ခံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်မှ၎င်းရဲ့အပြစ်ခတ်ရစရေးမအောင်မြင်ကြောင်းဇန်နဝါရီ19ရက်နေ့ကွာလာလမ်ပူရှိဟီတာဟိုတယ်မှာပြုလုပ်တဲ့38ကြိမ်မြောက်အာရှပစိဖိတ်စပွဲဝိုင်းဆွေးနွေးပွဲမှာဝန်ခံသွားရပြီဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကချက်ချင်းလက်ငင်းဆိုသလိုအပြစ်ခတ်ရစဲစီခြင်းနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေပေးခွင့်ရဖို့အဝင်အထွက်လုပ်ချင်တဲ့ NUG နဲ့ဆွေးနွေးစီခြင်းနဲ့ဒါတွေကိုအခုထိတခုမှမလုပ်သေးဘူးဗျာ။အာဆီယံဥက္ကဋ္ဌတယောက်အနေနဲ့မြန်မာပြည်ရဲ့အခြေအနေတွေကိုအပတ်စဉ်စောင့်ကြည့်နေရလို့လည်းဆိုပါတယ်။လက်ရှိအခြေအနေအရစင်ကြံုံတရားရှိလာမှဖြစ်တော်မယ်မရှိလို့ကတိုင်းပြည်ပျက်စီးတော့မယ်စင်ရဲမွဲတေမှုကကူးဆက်ပြန့်နှံ့နေပြီးအုပ်ချုပ်ရေးစနစ်တကျလည်းကြာဆုံးနေပြီလို့
အန်နဝါကနိုင်ငံဆောင်မှာတတိပညာရှင်ကိုယ်စားလှယ်300ခန့်တက်ရောက်လာတဲ့ညီလာခံကြီးမှာပွင့်ပွင့်လင်းလင်းပြောသွားခဲ့ပါတယ်။အာရှပစိဖိတ်ဒေသလုံခြုံရေးတည်ငြိမ်ရေးလက်ရှိအနေအထားကိုထိန်းသိမ်းနိုင်ရေးဆက်ပြီးတိုးတက်ကြီးပွားရေးအတွက်မြန်မာကစူးညောင်းခလုတ်ကြီးဖြစ်လာနေပြီးစေအုပ်စုက၎င်းတို့အာဏာတည်မြဲရေးအတွက်ပြည်ပအင်အားကြီးနိုင်ငံတွေကိုဒေသတွင်ဆွဲသွင်းလာရုံသာမကနျူကလ িয়ার တော်မှာစကားတော်မှာစပြောလာတဲ့အချိန်လေးဖြစ်ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြောက်အောင်မလုပ်နိုင်ဘူးဆိုရင်အာဆီယံအတွက်ရှက်ဖွယ်လီလီဖြစ်လိမ့်မယ်လို့လည်းဆိုပါတယ်။အခြားနိုင်ငံတွေကကြိုးပမ်းပေးလာရင်လည်းကြိုးဆိုရမယ်လို့ဆိုပါတယ်။10နိုင်ငံပါဝင်နေတဲ့အာဆီယံဖွဲ့ကြီးက၎င်းတို့ဖွဲ့ဝင်နိုင်ငံတနိုင်ငံမှာလူ့ခွင့်ရေးနဲ့ပတ်သက်ပြီးစိတ်ထင်နိုင်ချိုးဖောက်ကျူးလွန်နေတဲ့အဖြစ်ကိုဘယ်လို့မှမတတ်နိုင်လက်ပိုက်ကြည့်နေရပြီဖြစ်ပါတယ်။ဒါကလည်းဖွဲ့ဝင်နိုင်ငံတွေစီးလုံးညီညွတ်စွာရပ်တည်ရေးထက်မိမိတို့နိုင်ငံရဲ့အကျိုးစီးပွားကိုသာရှေ့နှံတင်လာကြတာကြောင့်ဖြစ်ပါတယ်။အားလုံးကတော်လိုင်းအင်အားစုများအောင်ပွဲခံလိမ့်မယ်လို့တင်ကြပေါက်တွက်ဆထားပြီးစောင့်ကြည့်နေကြပြီးမြဲတရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်လာမှုတွေကြောင့်ရှေ့မတိုးနိုင်ပင်ရရှိထားတဲ့နေမျိုးတွေကိုတော့ပြန်ပေးလိုက်ရတာကိုတွေ့မြင်လာနေရလို့အခြေအနေတွေကရှုပ်ထွေးလာပြီးရေရှည်သွားတော့မယ်ဆိုတာအထိတ်တလန့်ဖြစ်လာတယ်လို့အမေရိကန်နိုင်ငံသားဆက်ဆံကောင်စီ website မှာရေးသားထားပါတယ်။မြန်မာဟာကမ္ဘာမှာပါလက်စတိုင်းပြီးရင်ဒုတိယအဆိုးဆုံးအကြမ်းဖက်မှုများကျူးလွန်နေတဲ့နိုင်ငံဖြစ်ပြီး first state ကြဆုံးသွားတဲ့နိုင်ငံဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်အတိုင်းမလွဲမသွေဖြစ်လာပြီလို့ဆိုပါတယ်။ဥပဒေမဲ့လုပ်ရက်တွေနဲ့အတူတကမ္ဘာလုံးကိုလိမ်လည်နေတဲ့ခိုင်းများစက်စားရနဲ့မွေးရစေဝါထုတ်လုပ်ဖြန့်ဖြူးရာဒေသအခြေဆိုင်ဖြင့်ပြောင်းလဲလာတာကိုလည်းတွေ့ရပါတယ်။ဒီလိုဖြစ်လာတဲ့အဓိကတရားခံကစေအုပ်စုကြောင့်ဖြစ်တယ်လို့ထောက်ပြသွားပါတယ်။ဒီပြဿနာတွေကြောင့်အာဆီယံဘာလို့နေတယ်လဲဆိုတဲ့မေးခွန်းထုတ်လာကြတယ်။ဒါပေမဲ့အာဆီယံကအချက်၅ချက်ကိုဘယ်လို့မှဆွန့်လွတ်ဖို့စိတ်ကူးမရှိကြတဲ့အတိုင်းနှလန်းသွားတန်ကင်းတမန်ကင်းထောင်ချောက်ထဲဝင်သွားတဲ့အန်ဒီရရှိလာနေတယ်လို့ဩစတြေးလျရှိ Lowy Institute မှတတိပေးလာပါတယ်။ဖိလစ်ပိုင်နိုင်ငံကအချက်၅ချက်အစားနောက်ထပ်လုပ်ငန်းပေါင်းတစ်ချမှတ်ဖို့တောင်းဆိုလာပြီးဗီယက်နမ်ကဆွေးနွေးပွဲတွေမှာတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များကိုဖိတ်ခေါ်ရန်ထီတောင်ပြောလာပါတယ်။အင်ဒိုနီးရှားကတူနီးတူဟန်နဲ့တော်လိုင်းဖွဲ့တွေနဲ့ဆက်သွယ်လာခဲ့တဲ့မလေးရှားကလည်းအားလုံးတစပွဲတဲ့အတူနေထိုင်ပြီးဆွေးနွေးစေခြင်းနဲ့ဒီလိုတယောက်တစ်ပေါက်ဖြစ်လာတာကိုအခွင့်ကောင်းယူပြီးစေအုပ်စုဘက်ကလည်း၎င်းတို့ပေါ်စိတ်ညွတ်နေတဲ့နိုင်ငံတွေကိုချင်းကပ်လာကြပါတယ်။မင်းအောင်လှိုင်ရဲ့ရွှေကောက်ပွဲကြောင့်လည်းအာဆီယံအတွင်းအကြောင်းထလာတဲ့မလေးရှားစင်ကာပူတို့ဘက်ကရှုံးကြည့်စရာအကြောင်းမရှိလို့ဆိုပြီးလက်မခံတဲ့ဘက်ကရှက်တီနေကြတော့လဲထိုင်းကဒီလိုပြပြတသားမပြောနိုင်ဖြစ်နေသေးပဲကမ်ဘောဒီးယားမှာရွှေကောက်ပွဲစောင့်ကြည့်လေးလာရေးဖွဲ့စေလွတ်မယ်လို့ပြောလာပါတယ်။အာဆီယံနိုင်ငံတွေကကိုနီးကိုဟန်နဲ့ဖြည့်ရှင်းဖို့နှလန်းသွားတန်ကင်းတမန်ကင်းလမ်းကိုအားတန်လာနေမှုကအဖွဲ့ကြီးရဲ့စီးလုံးညီညွတ်မှုကိုထိခိုက်စရာဖြစ်လာမဲ့အန္တရာယ်ကြီးကြောင်နေပါတယ်။ထွက်ပေါ်လာမဲ့ရလဒ်တွေပေါ်ဘလို့မှထိန်းချုပ်နိုင်တော့မှာမဟုတ်လို့စောင်းပါမှာထောက်ပြပါတယ်။အာဆီယံရဲ့အဖွဲ့ဝင်နိုင်ငံစလုံးကသဘောတူညီရမယ်ပြည်တွင်းရေးကိုလည်းဝင်ရောက်ဆွတ်ဖက်ခြင်းမျိုးဖြစ်စေဖို့ဆိုတာတကြားမင်းအောင်မှာဖြည့်ရှင်းဖို့လက်မှန်ချရတော့မှာဖြစ်ပါတယ်မြန်မာပဋိပက္ခရဲ့အကျိုးဆက်ကိုဓာတ်ရိုက်ထိခိုက်လာနေတဲ့မလေးရှားကဲ့သို့နိုင်ငံမျိုးကထိထိရောက်ရောက်မဖြည့်ရှင်းနိုင်ရင်၎င်းလက်လွဲပြရမယ်ဖိလစ်ပိုင်နဲ့လို့ဆိုရင်ပိုလို့တောင်ဝေးသွားမှာဖြစ်ပါတယ်အာဆီယံကဒီလိုတယောက်တစ်ပေါက်ဖြစ်လာနေပေမဲ့မြည်သည့်နိုင်ငံကမှတောင်ဆန်းစုကြည်ကိုလွတ်ပေးဖို့ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့အတွက်တော့ညီညွတ်နေကြတယ်အာဆီယံကမြန်မာအရေးမှာချန်စီကိုခွထိုင်နေလို့မဖြစ်တော့တရုတ်ရဲ့စစ်အာဏာသိမ်းအဖွဲ့ကိုထောက်ခံနေမှုအောင်မြင်သွားရင်ပဋိပက္ခကပိုပြီးရှေ့ကျလာစရာရှိပြီးတရုတ်ကလည်းဒေသတွင်ပိုပြီးလက်ရဲဆက်ရဲနိုင်လာမှာဖြစ်ပါတယ်။မိမိတို့ဖြစ်စေချင်တာနဲ့ဝေးတဲ့ဝေးလာနေတဲ့အာဆီယံကိုလည်းမြန်မာပြည်သူတွေကတစက်ကလေးမှယုံကြည်ကိုးစားလို့စိတ်မရှိကြတော့ပဲစေအုပ်စုကိုတမန်ရေးအရာအတိမတ်မပြုတ်ရင်တော့မှတော်ပြီသေးရဲ့လို့ရှုစနေကြပြီဖြစ်ပါတယ်။တော်လိုင်းကနိုင်ငံရေးစီးပွားရေးနဲ့ရှင်ကျေးမှုပိုင်းတွေအားလုံးတွန်တွဲပြီးတိုက်ခိုက်နိုင်မှုအပေါ်မှာမူတည်ခဲ့တာနဲ့ဘလောက်ဖိနှိပ်ချုပ်ချယ်တဲ့အစိုးရမျိုးပဲဖြစ်စေစိတ်ရှည်မှုဆွဲရှိမှုအတူညှိနှိုင်းဆောင်ရွက်လာမှုတွေရဲ့ဒဏ်ကိုခံနိုင်မရှိဖြစ်လာစမြဲပဲဖြစ်တယ်လို့စောင်းပါမှာရှိသားထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြံကင်းမြို့နယ်မှာပုံမှုတောင်းထွက်လွင်ကကံရွာမှာတော်ခင်မြမိသားစုကိုဖမ်းဆီးပြီးတအုပ်လင်ငွေကျပ်330ချင်းချောက်တောင်းဆိုကစစ်တပ်ကလူဖမ်းပြီးချင်းချောက်ငွေတောင်းမှုတွေအများအကြီးကျယ်လုပ်နေရဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အေယာရီတိုင်းကြံကင်းမြို့နယ်မှာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ပုံမှုတောင်းထွက်လွင်ကပြည်သူတွေကိုရိုင်းနယ်ဖမ်းဆီးငွေညှိမှုတွေစတိုင်လှုပ်ဆောင်နေကြောင်းဖမ်းဆီးငွေညှိခံရတဲ့ပြည်သူတွေရဲ့မိတ်ဆွေတွေကသတင်းဌာနကိုပြောပါရယ်။ဇွန်လ18ရက်နေ့မနက်တနာရီချိန်ကြံကင်းမြို့နယ်ကျိုးပင်အုပ်စုကံရွာချင်းရွာနေဒေါခင်မြနေအိမ်ကိုကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တစ်ပုံမှုတောင်းထွက်လွင်ဦးစီးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကားနဲ့ရောက်ရှိလာကြောင်းအဲဒီနောက်အဲစင်းစစ်မယ်လို့ဆိုပြီးဒေါခင်မြအပါဝင်မိသားစုဝင်3ဦးကိုဖမ်းဆီးသွားကြောင်းအဲဒီနောက်မိသားစုဝင်2ဦးနဲ့ငွေကျပ်330နှုန်းနဲ့ချင်းချောက်တောင်းယူဖို့ပြန်ပေးလိုက်ကြောင်းသိရပါတယ်။မနက်အစောကြီးကားနဲ့ဝင်လာပြီးအဲစင်းစစ်မယ်ချဲထီလောင်းကစားလုပ်တယ်ဆိုပြီးဒေါခင်မြနဲ့သူ့အိမ်သား2ဦးကိုပါရိုက်နေရင်အုပ်ပြီးကားပေါ်ဆွဲတင်နေပြီးတော့ကြံခင်းထွေအုပ်ရုံးကိုခေါ်သွားပြီးထိတ်တုံးခတ်ထားတဲ့နောက်ပြီးပြန်လွတ်ချင်ရင်မိသားစုဝင်2ဦးကို330နှုန်းနဲ့ချင်းချောက်တောင်းနဲ့နောက်ဆုံး390နဲ့ဒေါခင်မြနဲ့မိသားစုဝင်တွေပြန်လွတ်သွားတယ်လို့ဒေသရင်းမြစ်တွေကသတင်းဌာနကိုပြောပါရယ်